ဒီဝင်းတို့တွေ pre wedding ရိုက်တဲ့နေရာလေးပါငါမျက်လုံးပါဟာမျက်လုံးပြောတယ်ကွာကိုတော့ကမှန်းတယ်စီဒါလေးမထိုင်ပါဘူးအားတော့တော့ very nice very colorful တောင်ပါ very colorful ဟုတ်ပြန်လာလေပြန်လာလေပဲမကမကမကမတောက်တော့ကမတောက်တော့ကမဝေးဟုတ်သွားနေတာလာလိမ့်မယ်ပြန်လာလိမ့်မယ်ကြည့်လေကြည့်အောင်ကြည့်ရလေးတွေ့လားဝေးခါလေးဆဲလိုက်တော့တွေ့လားချို့မကောင်းလားရေလုံးလေးကတော့ပဲပဲတွေ့လားဆဲလေးပါပဲဘယ်ကိုပြန်လှည့်ပါဝါရေစည်းနဲ့ပြန်ပါဝါလေဟုတ်လားအော်လာပြီမလာပြီအောက်မှာဟောပြန်လှည့်ပြီပဲအော်လာပြီအမလေးဒီမဲ့ငမန်းဟောဒီမဲ့ဟိုလေးရော script လေးရောပေါ်မှာ script ပေါ်မှာတော်ရအဲ့နော်တော်ရလေတော်ရဒီဘက်စပိုင်းရိုက်ဟုတ်တယ်လာအားလေးရပြီဝေးဟာလေးရောဝေးနာမည်လေးရောဝေးနေပြီဒီလိုက်စကောင်းလေးပြည့်ရစို့လေတော့လို့ဒီလို handsman လို့ပေါ့ခေါက်လို့ရ fighter jet တယ်ဒီမှာကျတော့ဝင်းနေရခေါ်လိုက်အဲ့လိုနာကရနေကြလို့နာနိုင်တော့တော့ကြိုးတယ်အဲ့ဒီဟာတာတီးတာလာအဲ့လိုလေအဒီဘောလေးဆက်ရတယ်ရောပါလောလောဆယ်ဟောကအဝါထုတ်လိုက်အဝါတခုရလိုက်ပါရတော့ဒီကနေ့နည်းဘောထုတ်ချရလာလို့လားဟာဟာဒီဟုတ်လားဒီကျတယ်တင်းနေချင်တယ်လာချင်ဒီလူနီနောက်ကလာချင်တယ်ပြန်ရောက်လာပြေဦးမယ်နော်ဒါလေးဝါယူရမချင်ဘူးအားရမျိုးလည်းချက်ပါလေတေးကုန်ကြီးဘာလို့တက်ပါလဲ
ကြည့်ဒီဘက်ကိုကြည့်ဒီဘက်ကိုကြည့်ရိုက်ပြ ညီကိုအဲ့လိုမျိုးလေးရှောက်ဆော့နေမရပြီ ပြောင်းပါ အဲ့ဝေါရပြီ ဒီချင်းနဲ့အောင်ပြောင်းပါအမလေးဒီဘက်ထဲပါ 我记。ဒီမမငမန်းလေးရှိပါရဲ့ငမန်းလေးဟမ် ဘူးတော့များတယ်ဒီလေးပဲဗီဒီယိုလေးတစ်ဖက်ရိုက်တယ်ဖြည်းဖြည်းရှေ့တို့မှမျက်နှာလဲမှာနေမယ်ဟောလီဟိုဘက်လေးပြီးရင်အပေါက်ကနေပြန်ထွက်လေအဲဝေးရုံကြီးထွက်လိုက်တော့